ဖေးပြားနေကြတယ်ကဲဒီနေ့လည်းပါဟင်းချက်လာမလဲထမင်းဒါကကြတော့ဖေးပြားနဲ့ကတ်လင်နဲ့ကြော်ထားချူကြော်လို့ဒါကြတော့မဖေစို့ကိုက်လာစားရအောင်ခင်ဗျာအဖေကျန်နေရင်စားနှစ်မြမြ
အဲ့ဆိုင်မှာဆက်လို့ကောင်းလည်းပဲများကြောသမင်းနဲ့စားတာထိုင်းစားတာပုံရတာရှိဒီဝိုင်း